မင်္ဂလာပါအကိုကြီးကျွန်တော်တို့ဒီနေ့မှာတော့လူမှုသားစာတာဖြစ်ဖို့ပေါ့နော်ယူဖက်စီဖြစ်မှာကျွန်တော်တို့နဲ့အတူရှင်တွဲနေထိုင်နိုင်ဖို့အတွက်လိုအပ်တဲ့အကြောင်းအရာလေးတွေကိုဒါကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ဒီအကိုကျွန်တော်မေးချင်တာကတော့ဒီလူမှုသားစာတာဖြစ်မှုဆိုတာကိုဘယ်လိုနားလည်လဲပေါ့နော်အကိုအနေနဲ့ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်ပါလဲပေါ့နော်ဒီလူမှုသားစာတာဖြစ်မှုဆိုတာကတော့အထူးကတော့ဒီလူမှုတိုင်းဝန်ထဲမှာရှိနေတဲ့မတူညီတဲ့ဖြစ်တည်မှုတွေယုံကြည်မှုတွေနဲ့ယဉ်ကျေးမှုတွေကတန်းတူညီမျှရှိနေတယ်ပြီးတော့အပြန်အလှန်လေးစားယုံကြည်မှုရှိနေတယ်ဆိုတာကိုပြောချင်တာပေါ့နော်ဒီတိုင်းဝန်ထဲမှာရှိနေတဲ့စုံလင်ကွဲပြားမှုတွေကလည်းတမိုးရှိနေတယ်လုံခြုံနေတယ်တည်ငြိမ်နေတယ်စားတဲ့ဒီချက်တွေရှိနေတယ်ဆိုရင်ပဲဒီလူမှုသားစာတာရှိတဲ့အတိုင်းဝန်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါကွယ်ဒီလူမှုသားစာတာရှိအတိုင်းဝန်ဆိုတာဘာလဲဆိုတာကိုပြောပြပြီးသွားတဲ့အချိန်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနောက်တစ်ဆင့်တွားရှင်တာကနောက်ထပ်မေးချင်တဲ့မေးဖို့ရပါတော့ဒီမတူညီတဲ့လူမျိုးစုတွေနဲ့ဘာသာရေးအုပ်စုတွေကြားမှာဖြစ်နေတဲ့ဖြစ်နေရှိနေတဲ့ဒီအမုန်းစကားတွေရဲ့ပေါ့နော်တရားမှုပေါ်အခြေခံပြီးစဉ်းစားမယ်ဆိုရင်ဒီမြန်မာနိုင်ငံရဲ့လက်ရှိလူမှုသားစာတာဖြစ်မှုအခြေအနေကိုဘယ်လိုမြင်လဲဘယ်လိုသုံးသပ်မိလဲပေါ့နော်ဆိုတော့ဒီမြန်မာနိုင်ငံရဲ့လူမှုသားစာတာဖြစ်မှုနဲ့ပတ်သက်ပြီးတော့သုံးသပ်ရမယ်ဆိုရင်တော့ဒီစိန်ခေါ်ချက်တွေရောအားသာချက်တွေရောရှိနေပေါ့နော်အားသာချက်အနေနဲ့ပြောရမယ်ဆိုရင်မတူညီတဲ့လူဖွဲ့စည်းတွေကြားမှာရှိနေတဲ့ဒီဘာသာရေးလူမျိုးရေးပဋိပက္ခတွေကိုငြင်းချက်နဲ့ညီနဲ့ဖြေရှင်းနိုင်တာတွေကိုတွေ့ရတယ်ပေါ့နော်ဘာသာရေးလူမျိုးရေးပဋိပက္ခတွေဖြစ်လာပြီဆိုရင်ဒီရောက်ရလူတို့ကိုယ်တိုင်ကဂျားဝင်ဖြေရှင်းပေးလိုက်တာရှိတယ်ဥပမာပြောရမယ်ဆိုရင်ဒီအရင်နှစ်ကဖြူးမှဖြစ်ခဲ့တဲ့ချစ်သူနှစ်ဦးကြားလူတက်မှုဖြစ်ခဲ့တဲ့ကိစ္စမှာဆိုရင်အမျိုးသားရေးလှုပ်ရှားသူတွေကဒီအစ္စလမ်ဘာသာဝင်အမျိုးသားတို့ကနေဗုဒ္ဓဘာသာဝင်အမျိုးသမီးတို့ကိုတပ်ပါတယ်ဆိုပြီးတော့တာမန်ရာဇဝတ်မှုတစ်ခုကိုဒီလူအဖွဲ့အစည်းနှစ်ခုကြားကဘာသာရေးဆိုင်ရာပဋိပက္ခအဖြစ်ပုံဖော်လိုက်ကြရပေါ့နော်အဲဒီနောက်ဒီအမျိုးသားရေးသမားတွေကလူစုပြီးတော့တိတ်ဆုံးသူအမျိုးသမီးရဲ့အလောင်းကိုမျိုးထဲမှာလှည့်လည်ပြတာတို့ဘာလို့လုပ်ခဲ့တယ်ပေါ့ဒီလိုလှုံ့ဆော်တဲ့ဖြစ်စဉ်တွေမှာဆိုရင်ဖြူမျိုးကန်တွေကိုယ်တိုင်ကဝင်မပါခဲ့တဲ့အတွက်ပဋိပက္ခတွေမဖြစ်ခဲ့ဘူးပေါ့နော်နောက်ခုအနေနဲ့ပြောရမယ်ဆိုရင်ဒီလိုမျိုးလူမှုသားစာတာဖြစ်မှုကိုတိစောက်နေတဲ့ဒီတိစောက်ချင်တဲ့ရပ်ဘက်ဖွဲ့စည်းတွေကမြန်မာမှာအများကြီးရှိနေသလိုဒီတက်ကြွတွေလုပ်နေကြရပေါ့နော်တစ်ဖက်မှာလည်းစင်ကောချက်ရှိနေတာကဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာကအများကြီးမားနေတော့ရီရာပဲဖြစ်စေမီရာပဲဖြစ်စေဒီလူမှုသားစာတာဖြစ်မှုတွေကမကြာခဏဆိုလိုထိခိုက်တာတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနိုင်ငံရေးပြဿနာကအဓိကကျတဲ့အခန်းကဏ္ဍမှာပါဝင်နေတယ်ဆိုတော့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်တာနဲ့တပြိုင်နက်ဒီမိုကရေစီတွေလုံလုံလောက်ရှိလာကြမယ်ဆိုရင်ကျွန်တော်နိုင်ငံရဲ့လူမှုသားစာတာဖြစ်မှုကအခုထပ်ပိုပြီးတော့ကောင်းမွန်လာမယ်လို့သုံးသပ်ပါတယ်ဆိုတော့ဟုတ်ကျေးဇူးတင်ပါတယ်ကိုအရင်ကောင်းတဲ့သုံးသပ်ချက်လေးပါပေါ့နော်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာဒါဆိုရင်ဒါပြည်ပမှာရှိဖြစ်နေတဲ့ဒီလူမှုသားစာတာအခြေအနေကိုဒါကျွန်တော်တို့ပြောခဲ့သုံးသပ်ခဲ့တာပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့ဒီကျွန်တော်တို့နိုင်ငံမှာစစ်ကောင်စီကဒီအာဏာသိမ်းပြီးရဲ့နောက်မှာပေါ့နော်ရောက်ရစွာတော့မြန်မာရဲ့ဒီထိုင်းနိုင်ငံတွေကိုရှေ့ပြောင်းနေထိုင်လာကြတယ်ပေါ့နော်အကြောင်းမျိုးထောက်နဲ့ဆိုတော့အဲ့ဒီမှာဒီထိုင်းနိုင်ငံတွေကိုဒီရှေ့ပြောင်းလာတဲ့မြန်မာလူမျိုးတွေရဲ့ဒီတရားဝင်နေထိုင်မှုနဲ့ဒီအခွင့်အရေးတွေပေါ့နော်ဆိုတော့အဲ့ဒါကသူတို့ဒီအချက်လက်တွေကဒီထိုင်းလူတွေနဲ့မြန်မာလူမျိုးတွေကြားလူမျိုးသားစာတာဖြစ်မှုအပေါ်မှာရောတနည်းတစ်ဖုံနဲ့တရားမှုရှိတယ်လို့အကိုထင်မြင်လားပေါ့နော်ဟုတ်အဲ့ဒါလေးတစ်ချက်ဆွေးနွေးပြီးမြို့ဒီထိုင်းနဲ့မြန်မာလူမျိုးတွေကြားမှာရှိတဲ့ပုတ်တိုင်မှုကအခုမှရှိအောင်မဟုတ်ပေါ့နော်ဒီရှေးအစဉ်ဆက်ဆက်ကလေးကတမိုင်းကြောင်းနဲ့ချီပြီးတော့ရှိလာခဲ့ကြတယ်အပြန်လည်မုန်းတရားတွေလည်းရှိခဲ့ကြရပေါ့အားလုံးလည်းမမိကြမယ်ထင်ပါတယ်ဒီထိုင်းနဲ့မြန်မာချစ်ချေဘောလုံးဘက်မှာဆိုရင်လည်းဥအောင်စရာပုံကိုလှမ်းနေထိုးပြီးတော့နောက်ပြောင်ကြတာတွေစသဖြင့်အပြန်လည်ဥယျာဉ်ဥသလိုရှုံချတဲ့ဖြစ်စဉ်တွေလည်းရှိကြရပေါ့နော်တလောကဆိုရင်ဒီစနစ်ခံကတ်နဲ့ចောင်းတက်နေတဲ့သူပေါ့သူတို့ဆိုရင်ဒီမှာနေကြလို့ထိုင်းတမိုင်းတောင်ဖြစ်နေပြီဒါပေမဲ့ចောင်းမှာသူတို့ကိုမင်းတို့ဗမာတွေကငါတို့ထိုင်းနိုင်ငံကိုဖျက်ဆီးခဲ့တယ်ဆိုပြီးတော့အပြောခံရတာရှိတယ်ပေါ့အဲ့လိုမျိုးအတန်းတက်နေတဲ့3တန်း4တန်းကလေးတွေကြားထဲမှာတော့ဒီလိုဟာမျိုးတွေကရှိနေကြရဲဆိုတော့ဆက်ပြီးလည်းရှိနေသေးပဲပေါ့နော်ဒီဘက်ခေတ်တင်မှာတော့ထပ်ပြီးတော့အမုန်းစကားပုံစံကနောက်ထပ်ပုံစံတစ်မျိုးနဲ့ပြောင်းလဲလာတယ်ပေါ့မြန်မာတွေကဒီဘက်ကိုရွှေ့ပြောင်းလာကြတယ်အခုကာလမှမဟုတ်ဘူးအရင်ခေတ်ကလေးကပေါ့နော်ဒါပေမဲ့မြန်မာတွေကထိုင်းနေရဲ့အလုတ်ကိုင်ကိုလူယူသွားတယ်ကိုဗစ်ကာလမှာဆိုရင်လည်းမြန်မာတွေကြောင့်ကိုဗစ်တန်ကိုထိုင်းနေကအလူလဲခံရတယ်ဆိုတော့အမုန်းစကားတွေအများကြီးပြန့်နှံ့ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပြန့်နှံ့ခဲ့လို့လေဒီ Thai activist တွေကိုယ်တိုင်ကဒီယောဂပိုးမြန်မာတွေကတည်လာတာမဟုတ်ဘူးဆိုတော့ဟာမျိုးကိုသူတို့အချင်းချင်းပြန်ထိန်းချရတဲ့အခြေအနေတွေရှိခဲ့တယ်ပေါ့ပိုဆိုးလာတာကအခုနိုင်ငံရေးအခြေအနေကြောင့်ရွှေ့ပြောင်းလာတဲ့သူတွေကများလာတယ်ပြီးတော့ဒီစီးပွားရေးတွေလည်းလှုပ်လာကြတယ်ဆိုတော့ပုတ်တိုက်မှုတွေကအချင်းချင်းကြားမှာပိုပြီးတော့ပြင်းထန်လာတာပေါ့နော်အဓိကကတော့ဒီလူမှုဘဝနေထိုင်တဲ့ပုံစံတွေကလည်းမတူကြဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာကျတော့ဒီစုညံမှုနဲ့အသားကျနေကြတာဟုတ်ဥပမာပြောရမယ်ဆိုရင်ဒီမနက်ခင်းဖျားရှိခိုးတဲ့အချိန်ကနေစလို့
ုန်းကြီးကျောင်းသွားတဲ့အချိန်ထိအောင်အကုန်လုံးက loud speaker နဲ့မလို့ကြအောင်ဆိုတော့ဒီစူညံမှုနဲ့အသားကျတဲ့ယဉ်ကျေးမှုရှိတယ်ဒါပေမဲ့ဒီဘက်ထိုင်းနိုင်ငံမှာကျတော့စူညံမှုကိုအသားမကျတဲ့ယဉ်ကျေးမှုရှိတယ်ဒီမတူညီတဲ့ယဉ်ကျေးမှုကြားပုတ်တိုက်မှုတွေကြောင့်လည်းမကြာခဏဆိုလို့ဒီထိုင်းတွေကမြန်မာတွေကိုစူညံလို့ဆိုပြီးတော့တိုင်နေဆိုတော့ဒီလိုအခြေခံကိစ္စတေးသေးလေးတွေကနေစလို့နေမှုထိုင်မှုရပေါ့နော်တဟဇာတာမဖြစ်တာတွေရှိနေတယ်ပေါ့ဟုတ်ကဲ့ဆိုတော့ဆောစောတော့ကိုပြောသားတယ်လို့ပဲပေါ့နော်ဒီ loud speaker ယဉ်ကျေးမှုပေါ့မြန်မာတွေမှာတော့ဒါစူညံမှုနဲ့အသားကျနေပြီထိုင်းမျိုးတွေကသူတို့ပင်ကိုတဘာဝဟိုအေးစစ်စစ်နိုင်ပိုင်းနေတတ်တယ်ပေါ့နော်ဆိုတော့ဒီချက်လေးပြောရတာအရန်ဒါမြင်တာထင်တာစီရပေါ့နော်ဒါပေမဲ့နောက်တစ်ခုအနေနဲ့ဆိုရင်လည်းဆွမ်းနာဖို့ပြောရတယ်လို့ပဲဟုတ်တယ်ထိုင်းမှာလည်းဒါသူတို့မျိုးချင်းစိတ်အားတန်နေလူတစုနဲ့လူတစုရဲ့ဒီအမုန်းစကားမြန်မာတွေနဲ့ပတ်သက်ပြီးမောကဖြုံမှုတွေရှိပေမဲ့တစ်ဖက်မှာဆိုလို့ရှိရင်လည်းဒါသူတို့ activist တွေတကြလှုပ်ရှားတဲ့သူဒီမြန်မာတွေရဲ့ content ပေါ့နော်အခြေအနေခက်ခဲလို့ပြချနာတဲ့သူတွေကလည်းသူတို့ချင်းချင်းဝင်ပြီးတော့ထိန်းပြီးကြတာကျတံပြန်ပညာပေးလှုပ်ရှားမှုတွေရှိကြတယ်ဒါကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်ကဒီမိချင်တာတွေကပေါ့နော်ဒီထိုင်းနိုင်ငံကိုဒီလိုအကြောင်းမျိုးတော့ရှေ့ပြောင်းလာတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ပေါ့နော်ထိုင်းနိုင်ငံမှာဘယ်လိုစိန်ခေါ်မှုတွေရှိနိုင်တယ်လို့ထင်နေပေါ့နော်ဒီဥပမာဝင်းနဲ့ဆိုင်တဲ့စိန်ခေါ်မှုတွေလားဒါမှမဟုတ်လို့ရှိရင်ဘာသာရေးနဲ့ဆိုင်တဲ့စိန်ခေါ်မှုအလားပေါ့နော်ဘယ်လိုစိန်ခေါ်မှုတွေအများဆုံးကြုံတွေ့ရတယ်ပေါ့နော်ဟုတ်ပြောရမယ်ဆိုရင်တော့ဒီလူတူဦးတစ်ယောက်ချင်းစီရဲ့ပုံစံရအောင်ပြီးတော့နေတဲ့အရက်ဒေတာရအောင်စိန်ခေါ်ချက်တွေကတူမှာမဟုတ်ပေါ့နော်ဥပမာအဖြစ်ပြောမယ်ဆိုရင်ဒီမဲဆောက်မှာနေတဲ့သူချင်းမိုင်မှာနေတဲ့သူဘန်ကောက်မှာနေတဲ့သူပြီးတော့ဒီအယုဒ္ဓယမှာနေတဲ့သူစသဖြင့်အားလုံးကဒီပတ်ဝန်းကျင်ရဲ့ဖိနှိပ်မှုတွေတက်ရောက်မှုတွေကမတူညီနိုင်ဘူးပေါ့နော်ဒါပေမဲ့တူညီတဲ့ဟာတစ်ခုကတော့ဒီမြန်မာတန်ယုံနေနဲ့ထိုင်းအာဏာပိုင်တွေရဲ့ဖိနှိပ်မှုတွေတော့အများစုကညီတူမျှတူရင်ဆိုင်နေကြရတယ်ပေါ့နော်ဥပမာပြောမယ်ဆိုရင်ဒီမြန်မာတန်ယုံမှာ passport လုပ်မယ်ဆိုရင်ဘယ်လိုခက်ခဲတွေရှိလဲပြီးတော့ဒီထိုင်းတွေကပိုင်းအောင်ကတ်လုပ်ပေးတဲ့အခါမြန်မာလူမျိုးတွေကိုပိတ်ထားတာမျိုးချမပေးတာမျိုးတွေရှိတယ်နောက်တစ်ခုကဒီထိုင်းရဲတွေရဲ့ဖိနှိပ်မှုမှာဆိုရင်လည်းမတူတာတွေရှိတယ်ပေါ့နော်ဥပမာဒီချင်းမိုက်မှာဆိုရင်တတောင်းတတာဖြစ်ပြီးတော့မဲဆောက်မှာဆိုရင်ပိုပြီးဖိနှိပ်တာတွေရှိတယ်ပေါ့ဒီမြန်မာရွှေပြောင်းလူသားတွေအများစုနေတဲ့ smoke prakan လို့နေရာတွေမှာဆိုရင်ဒီမြန်မာဖုန်းတွေကိုမြန်မာလူမျိုးတွေရဲ့ဖုန်းတွေကိုယူစစ်တယ်ပေါ့နော်ပြီးတော့ညဉ့်ညမ်းတဲ့စကားတွေပါတယ်ဆိုရင်ဖမ်းတယ် messenger တွေကိုရှာတယ် online shopping လုပ်နေရလားဒါမှမဟုတ်နှလုံးသုံးလုံးလုပ်နေရလားစသဖြင့်အဲ့လိုဖိနှိပ်မှုတွေရှိရပေါ့နော်ဆိုတော့ဒီလူတဦးချင်းစီရဲ့နေထိုင်မှုအရာရောအလုပ်ကံအရာရောပြီးတော့နေထိုင်တဲ့ဒေသအရာရောဖိနှိပ်မှုတွေပေါ်မှာတရားမှုတွေစိန်ခေါ်ချက်တွေကတူညီမှာမဟုတ်ဘူးလို့ကျွန်တော်ယူဆရပေါ့နော်ဒီဘာသာရေးရစိန်ခေါ်ချက်တွေအနေနဲ့ကတော့အများစုကကိုယ်ကွယ်ယုံကြည်မှုအနေနဲ့လည်းအရန်ကွာဟာတာမရှိသလိုတခြားဘာသာဝင်တွေနဲ့ပတ်သက်လို့လည်းထိုင်းနိုင်ငံမှာကဘာသာရေးလွတ်လပ်ခွင့်ကကျွန်တော်တို့ရဲ့အမြင်အရပြောရမယ်ဆိုရင်အတိုင်းအတာတစ်စုံတစ်ရာအထိတော့လွတ်လပ်မှုရှိနေတဲ့အခါကျတော့ဒီအဆင်ပြေမယ်လို့ထင်မိတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာဆိုရင်တော့ဒီမြန်မာနိုင်ငံဘက်ကလူတွေကအလုံးရင်းလိုက်ပြောင်းလာကြတာရှိတော့ဒီထိုင်းအမျိုးသားရေးသမားတွေလို့စွမ်းမဲ့သူတွေကသူတို့ရဲ့လှုပ်ရှားမှုတွေကိုအရင်ထပ်ပို့ပြီးတော့ပြင်းထန်လာပြီးတော့ခက်စိတ်လှုပ်ရှားတာကိုလည်းတွေ့ရတယ်ပေါ့နော်ဥပမာဒီဘန်ကောက်မှာရှိတဲ့မြန်မာတန်ရုံးရှိမှာဆိုရင်မြန်မာနိုင်ငံသားတွေကိုစန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေမကြာခဏဆိုသလိုလှုပ်ရှားလာကြပြီးတော့ဒီမြန်မာနိုင်ငံသားပိုင်တဲ့လုပ်ငန်းတွေကိုလည်းသိမ်းဆည်းတာတွေလိုက်ပိတ်တာတွေကိုလည်းထိုင်းအာဏာပိုင်တွေမပါဘဲနဲ့ဒီအမျိုးသားရေးသမားတွေကပဲဥဆောင်ပြီးတော့လှုပ်ရှားနေတာတွေကိုလည်းတွေ့လာရတယ်ဆိုတော့ဒီလိုလူမျိုးရေးအရာစိန်ခေါ်ချက်တွေကတော့ပို့ပြီးတော့မြင့်တက်လာနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ပါကိုဆိုတော့ဆောစောတော့ပြောတယ်လို့ပဲကျွန်တော်တို့ဒီစိန်ခေါ်ချက်တွေကတော့နေရာဒေသနဲ့မတူဘဲနဲ့လည်းကွဲပြားနိုင်တယ်ပြီးတော့ဒီမြန်မာရဲ့အိန္ဒိယပေါ်မှာနေထိုင်မှုပုံသဏ္ဍာန်တွေနဲ့ကွဲပြားနိုင်တယ်ပေါ့နော်ဆိုတော့ဒါမဲ့တူညီတဲ့အကြောင်းအရာတွေလည်းရှိနေရလို့ကျွန်တော်တို့ကောက်ချက်ချလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီကွဲပြားခြားနားတဲ့အခြေအနေဒီထိုင်းနိုင်ငံတွင်မှာပဲကွဲပြားခြားနားမြန်မာနဲ့ထိုင်း community ကြားမှာပဲကွဲပြားခြားနားတဲ့အခြေအနေတွေပေါ့နော်ထင်သာမြင်သာရှိအောင်သုံးသပ်ပေးသွားတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အကိုဟုတ်ကဲ့ကျွန်တော်မေးပေးရတယ်ကျေးဇူးတင်ပါတယ်ဗျ Speed Matter ရဲ့ပရိသတ်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ